ပြောမဲ့အကြောင်းတော့ infusion rate calculator ဒါကတော့လောက်ထားတာကြာပြီလောက်ထားတာကြာပြီပေါ့နော်ဘာအတွက်လောက်ထားလဲဆိုတော့ဆေးတွေသွင်းလို့ရှိရင်ကျွန်တော်တို့ microgram per kg per minute to mil per hour ပေါ့နော် mil per hour နဲ့ mic per kg per minute ပြန်ပြောင်းပြီးတွက်ကြတယ်ကြိုးကြလဲဘယ်လောက်ဒီလဲဆို drop per minute ပဲရေးထားတယ်ပေါ့အဲ drop per minute ကနေပြီးတော့ mil per hour ကိုပြန်ပြောင်းတယ်ပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်ဘယ်ပြောမလဲတော်တော်လေးကို calculator ထုတ်သုံးပြီးတော့ပုံချက်တွက်နည်းလေးအရင်လောက်ရတယ်ပေါ့နော်အဲ့ဒါတွေကို bypass လုပ်ခြင်းတဲ့သဘောနဲ့မြင်စစမ်းအဖြေထုတ်လို့ရအောင်ဆိုတဲ့ရွေးချက်နဲ့ပေါ့နော်သူပြင်ဒီ calculator တော့ဘယ်သူတွေအတွက်ရည်ညွှန်းလဲဆိုတော့ house တွေ AS တွေပေါ့နော် drugs တွေကိုမြန် deal လုပ်ရတဲ့အချိန်အကြီးကို present လုပ်ရတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်လည်း patient အတွက်ဘယ်လောက် rate နဲ့သွားရမလဲဆိုတော့မြန်တွက်ဖို့အတွက်သူတို့တွက်ရတဲ့အချိန်အဲ့အချိန်မှာသုံးလို့ရတယ်လို့ညွှန်တယ်နောက်တစ်ခုတော့ဒီဟာအတွက်ကိုဟိုရှိပြီးသားပေါ့ဇယားကြီးရှိပြီးသားပေါ့နော်အဲ့ဇယားကြီးကကြီးတက်ရင်တော့ကောင်းပါတယ်ကြီးလည်းကြီးတက်ဖို့တင်ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဇယားကတော့ကျွန်တော်တို့တော့တောင်းဆိုကောင်းရှုပ်လို့ body weight နဲ့ပါနဲ့အဲ့လိုပြန်ကြည့်ရတာပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ဇယားကြီးစရာမလိုတခါတည်း body weight နဲ့တန်းထည့်လိုက်ရပါ for example 60 kg patient 60 kg patient ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပါသွားမလဲပေါ့ဥမာ ordinal လည်းပဲထားပါတော့ solu ကကျွန်တော်တို့ microgram နဲ့ရေးထားပြီးတော့ 4 mg ဆို4000 microgram ပေါ့နော်ဒါမှမဟုတ်ရှင်လည်းနှလုံးထည့်ရဆိုရင်8 mg 8000 microgram dilute က NS 900ဖြစ်ခြင်းဖြစ်မယ်50ဖြစ်ခြင်းဖြစ်မယ်ဆိုပါစို့ဒီနေရာမှာကျွန်တော်က NS 900လည်းထည့်တယ်ပေါ့900လည်းထည့်တယ် infusion rate ကိုကျွန်တော်တို့က 0.1 ဒါမှမဟုတ် 0.3 ပေါ့နော်အဲ့တော့ 0.1 နဲ့သွားမယ်ဆိုလို့ရှိရင်ဘယ်လောက် mil per hour လဲသိချင်တယ်အဲ့ဒီညကျွန်တော်တို့ကရပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်တန်းထွက်ပြီ primary က 22.5 mil per hour အဲ့ဒါဆိုရင် baseline 0.1 mic per kg per minute က rate ကိုရပြီဒီ patient အတွက်အဲ့တော့ဒါပါတော့ကျွန်တော်က 0.1 မဟုတ်ဘဲနဲ့ 0.5 လောက်နဲ့စတင်မယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်112เนาะ112.5 mil per hour ဒါဆိုလို့ရှိရင်ဟုတ်ပြီ112.5 mil per hour ကိုတင်မယ်ဆိုလို့ရှိရင် flow meter ရှိရင်ကြောက်ဖို့ပေါ့နော် flow meter မရှိရင် drop per minute နဲ့သွားမယ် drop per minute နဲ့သွားမယ်ဆိုရင်ရိုးရိုး drisser နဲ့ဆိုရင်ဘယ်လောက်လဲပေါ့အဲ့တော့ drisser တစ်ခုက drop factor 20 drop per mil ရှိတယ်ဆိုတော့ mil per hour က 112.5 အဲ့တော့112.5ကိုထည့်လိုက်ရင် 37.5 drops per minute ပေါ့နော်37.5 drops per minute နဲ့ချမယ်ပေါ့နော်အဲ့တော့ကြည့်ရတယ်အဲ့တော့ဒီ calculator နောက်ဘယ်ကနေပါပြန်လုပ်လို့ရတယ်ဆိုတော့ vice versa ပေါ့နော် dose ကို drop per minute နဲ့တွားသလိုပဲ drop per minute နဲ့ချိန်ထားတဲ့ dribble တွေရဲ့ rate ကို mil per hour နဲ့ပြောင်းလို့ရသလိုအဲ့ဒီကနေပြီးတော့ mil per hour သိရင်infusion rate ပေါ့နော် microgram per kg per minute ကိုပြန်တွက်ထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ patient ကိုဘယ်လောက် rate နဲ့ infusion ချတာလဲဆိုတော့ကျွန်တော်တို့ပြန်တွက်လို့ရတယ်အဲ့ဒါတခုနောက်တစ်ခုကကျတော့ ampoule concentration တွက်တာပေါ့နော်အဲ့ဒါကတော့ pediatric တွေမှာပို့သုံးပေးမှလည်းတူတယ်ကောင်းအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ clear ပြန်လို့ပေါ့နော်ဆိုပါစို့7 kg ကလေးပေါ့7 kg ကလေးကိုကျွန်တော်တို့ကဒီတစ်ခါ concentration တွက်ထုတ်ပါ infusion rate က 0.1 mic per kg per minute ကို pump rate 1 mil per hour နဲ့ပဲချမယ်ဆိုရင်နော် concentration ဘယ်လောက်ဖြစ်ရမလဲဆိုတော့တွက်ထုတ်တာပေါ့နော်အဲ့တော့ 0.1 mic per kg per minute ကို1 mil per hour နှုန်းနဲ့ပဲသွားမယ်ဆိုရင် concentration က42 mic per mil concentration ရှိရမယ်တဲ့အဲ့တော့42 mic per mil concentration ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ဘယ်လိုဖြောင်းမလဲပေါ့ဘယ်လိုဖြောင်းမလဲဆိုတော့အဲ့တော့42ဖြစ်ဖို့တော့ပေါ့နော်42 mic per ဘယ်လိုဖြောင်းမလဲအဲ့တော့ဒီမှာဘယ်လိုဖြောင်းမလဲဆိုတော့ကျွန်တော်တို့အမှ syringe နဲ့ဖြောင်းမယ်ဒါမှမဟုတ်လည်းရှင်လဲ concentration ပေါ့ ampoule concentration Nortrin လည်းဆိုလို့ရှိရင် 1 ampoule မှာ2 mg ပါတယ်ဆိုတော့2000 microgram per mil ဒါ concentration ပေါ့နော်ဟိုလိုမျိုး
The Palema Pare was up around Mobu, 1cc Mapare concentration. Palenia 1cc Mapare concentration. Syringe gas size. Calais or Calita the lead or Calais the lead syringe size car, maybe 10 or 20 or 10 and tower. Get a solution general. I am level dilution. At my solution, my dilution. 0.21 နော်နော်တွင်တလင်ပလင်းအမ်ပြူတွေကနေပြီး0.2 ml ကိုစုပ်ပြီးတော့ကျန်တာကို G 9.8 cc နဲ့ရောပေါ့ဒါမှန်လားဆိုတော့မှန်တယ်ဘာဖြစ်လို့လဲဆိုတော့0.21ဆိုတာကနော်ကျွန်တော်တို့ no 200 mic နဲ့ပြောလို့ရှိရင်ပြန်စဉ်းစားကြည့်ရင်ပေါ့နော်ပြန်ပြီးတော့ပြန်ချိန်ကိုက်ကြည့်ရင်မှန်ပါတယ်အဲ့တော့0.21ဆိုတာကနော်200 mic ပေါ့နော်ကျွန်တော်တို့4နော်200 mic တစ်ချောင်းဖြော်နော်200 mic တစ်ချောင်းဖြော်ပြီးတော့ sorry နော်20 mic ပေါ့နော်20 mic တစ်ချောင်းဖြော်20 mic တစ်ချောင်းဖြော်ပြီးတော့ 1cc 20 mic 2cc ဆိုရင်40 mic ပေါ့နော် 2.1cc ဆိုလို့ရှိရင်42 microgram အဲ့တော့ဒါတင်နော်20 mic နဲ့တွက်ပြီးတော့ပြန်လုပ်လို့ရတယ်ပေါ့နော်အဓိကတော့ဒါနော်20 mic နဲ့ဖြော်တာမဟုတ်ဘဲနဲ့နော်200 mic ပေါ့အဲ့တော့ဒါကလောက်ဘဲနဲ့ဒါ200 mic per mil နဲ့သွားမယ်ဆိုလို့ရှိရင်dilution ကဘယ်လိုဖြစ်မလဲပေါ့နော်200 mic per mil နဲ့ဆိုရင် dilution က 2.1 cc နော်ကျွန်တော်တို့မေးစင်းမှာကျတော့ဖြော်နေတာကဖြော်ထားတဲ့ noradrenaline syringe က200 mic ရှိတယ်20 mic ရှိတယ်ပေါ့နော်အဲ့တော့20 mic နဲ့ဆိုလို့ရှိရင်အဲ့တော့တက်သွားပြီဆိုတော့20 mic နဲ့ဆိုရင်ကျော်သွားတာအဲ့ဒါကြောင့်200 mic နဲ့ဖြော်ထားတဲ့ syringe တွေကနေပြီးတော့ 2.1 cc ကိုယူနော်ရေက 7.9 cc နဲ့ရောပေါ့နော်ဆိုတော့ 0.21 အခု 2.1 နော်ရေက 7.9 နဲ့ရောအဲ့ကဲဒါဆိုလို့ရှိရင်ဒါ PDF ထွက်မှာကျွန်တော်တို့သုံးလို့ရပါပေါ့ 7kg ကလေးပေါ့နော်7kg ကလေး 7kg ကလေးကို noradrenaline infusion ချမယ် pump rate က1 ml per hour infusion က0.1 mic per kg per minute syringe size က10နဲ့ဆိုရင် amputer ကျွန်တော်တို့က 200 mic per cc syringe တဲ့ဟာကိုယူမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်ယူရမလဲဆိုရင်ဒီမှာခရမ်းရောင်နဲ့ပြထားတယ်နော်200 mic ထဲက 2.1 ml ကိုယူရေ 7.9 နဲ့ရောအဲ့ဒါဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ infusion rate နဲ့လိုချင်တဲ့ pump rate ကိုရမှာပေါ့နော်ဒါကလေး pediatric တွေမှာပြန်သုံးတာပေါ့ဒါအဲ့တော့ concentration ကိုပြန်တွက်ယူတာပေါ့နော်ဒါလေးပါပဲဒီ calculator လေးကတော့3 way တွက်လို့ရတယ်ပေါ့အဲ့တော့ body weight ကနေပြီးတော့ mic per kg per minute ကိုတွက်လို့ရတယ် mil per hour တွက်လို့ရတယ် mil per hour ကနေ mic per kg per minute ပြန်တွက်လို့ရတယ်ကိုလိုချင်တဲ့ mil per hour mic per kg per minute သိတယ်ဆိုလို့ရှိရင် concentration ကိုပြန်တွက်လို့ရတယ်အဲဒီကနေမှတစ်ဆင့် concentration သိလို့ရှိရင်ဘယ်လို dilution နဲ့သွားမလဲပေါ့နော် dilution ratio ကိုပြန်တွက်လို့ရတယ်ဒါလေးတွက်လို့ရတယ်ဆိုတော့ပြချင်တာပါဟုတ်ကဲ့ပါကျေးဇူးပါ